အခန်းချင်းချင်းလေးတွေမှာထက်ထက်မဲ့ပုံစံမျိုးဘယ်တော့မှမလုပ်ပါနဲ့တင့်အိမ်မှာဒီလိုထက်ထက်မှကတင်မျိုးရှိနေတုံးမဲလားအစမှာတော့အသုံးဝင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့အရန်အဆင်မပြေပါဘူးပစ္စည်းတစ်ခုခုရှာဖို့အတွက်နဲ့တင်ကတင်တစ်ခုလုံးကိုမတင်နေရပါတယ်ကတင်ကောင်းရင်ကဘီရိုကလည်းအဝတ်စားယူတိုင်းဒုက္ခများလာပါတယ်ကတင်ပေါင်နာမှာအိပ်ရတာကလည်းစောင်းတွင်းဆိုအေးခဲနေပြီးနှွေးရသည်ဆိုရင်တော့အတော်လေးပူအိုက်ပါတယ်အဲ့လိုလဲကောင်းကောင်းမပြောပါဘူးဒါကြောင့်အခုပဲအစ်စ်ပြန်ပြင်ဆင်ကြရအောင်ကတင်ပေါင်နာမှာစာရေးဇာတ်ပွဲနဲ့ဘီရိုကိုတစ်ဆက်တည်းဖြစ်အောင်လုပ်လိုက်ပါအောက်ဖက်မှာပစ္စည်းကြီးစားတွေထည့်ဖို့အန်ဆွဲကြီးတွေအလဲမှာစာရေးကိရိယာတွေအတွက်အန်ဆွဲတွေနဲ့အပေါ်ဘက်မှာတော့အယုတ်တွေနဲ့နေစဉ်သုံးပစ္စည်းတွေအတွက်ဘီရိုအမြင့်တွေထားလို့ရပါတယ်တစ်ဖက်မှာလည်းစာသင်ခန်းသုံးပစ္စည်းတွေအတွက်ဘီရိုတစ်ခုထပ်ထည့်ပါနေရန်ပေးပေါ်တာမျိုးမဖြစ်အောင်အောက်ခြေမှာနေရန်ကပ်ပြားကတ်ထားပေးပါဒီမှာစပွဲရှိတော့လင်းလင်းချင်းချင်းနဲ့တီးတက်စာကြည့်နားနေလို့ရတဲ့နေရာလေးဖြစ်သွားတာပေါ့နောက်တစ်ဖက်မှာတော့လေဝင်လေထွက်ကောင်းပြီးစိုးထိုင်းစာတန်ခံနိုင်တဲ့ကတင်ပေါင်တစ်ခုစောက်လိုက်ပါအပေါ်မှာမွေးရအီအီလေးတင်လိုက်ရင်ကျဲဝန်းပြီးတက်တောင့်တက်တာရှိတဲ့ကတင်တစ်ခုရပါပြီဘေးမှာပစ္စည်းတင်ဖို့ဘီရိုလေးတစ်ခါတည်းထည့်ဆောက်ပါကတင်အောက်ကအန်ဆွဲကြီးကြီးတွေကပစ္စည်းသိမ်းရတာပိုးဆန့်စေပြီးထုတ်ရတာလည်းလွယ်ကူစေပါတယ်အခန်းတစ်ဖက်မှာတော့နေရန်ကပ်ဘီရိုအကြီးကြီးတစ်ခုထားလိုက်ပါအပေါ်မှာစောင်းတွေသိမ်းပြီးအောက်မှာတော့အဝတ်လမ်းဖို့နေရာနှစ်ထပ်လုပ်ထားပါကြည့်လိုက်တာနဲ့ရှင်းလင်းနေပြီးနေရာလည်းအများကြီးဆန့်ပါတယ်တကယ်လို့နေရာထပ်လို့သေးတယ်ဆိုရင်အိတ်ခမ်းတကားကိုနည်းနည်းရွှေ့ပြီးအဝတ်လမ်းတဲ့နေရာကိုထပ်ချက်လို့ရပါတယ်အဝင်ဝမှာပဲအင်ဂျီနဲ့အိတ်တွေချိတ်ဖို့ချိတ်လေးတွေတက်လိုက်ပါဒီလိုဒီဇိုင်းမျိုးနဲ့ဆိုရင်အိတ်ခမ်းချင်းလေးမှာထိုက်တယ်မှရှိစရာတော့မလိုတော့ပါဘူးခင်မိပြီးပုံမအသုံးဝင်တယ်လို့လှုပ်ဆောင်ချက်အားလုံးကိုလည်းပြည့်စုံစေပါတယ်